မေရိကန်နဲ့စစ်ရေးတင်းမာမှုအရှိန်မြင့်တက်နေချိန်မှာဗင်နီဇွဲလားနိုင်ငံတဝင်းမှာရုရှားလုပ်Igla-Sလေကြောင်းရန်ကာကွယ်ရေးဒုံးကျည်9000ကိုဖြန့်ချက်ချထားတယ်လို့ဗင်နီဇွဲလားသမ္မတနီကိုလတ်မာဒူရိုကထုတ်ပြန်ကြေညာလိုက်ပါတယ်။ဒီထုတ်ပြန်မှုဟာဗင်နီဇွဲလားနိုင်ငံအတွင်းသမ္မတထရန့်ရဲ့ CIA လုပ်ငန်းဆောင်ရွက်ပိုင်ခွင့်တွေကိုအတည်ပြုခဲ့ပြီးကာရစ်ဘီယံဒေသအတွင်းအမေရိကန်ရေတပ်ဖြန့်ချက်ထားမှုတွေလှုပ်ဆောင်ပြီးနောက်ပိုင်းမှာယခုလိုရုရှားလုပ်ဒုံးကျည်9000ဖြန့်ချက်ချထားကြောင်းသတင်းထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ရုရှားလုပ်Igla-Sဒုံးကျည်စနစ်တွေဟာအနှိမ့်ပြန်တန်းလာတဲ့လေယာဉ်ရဟတ်ယာဉ်နဲ့6ကီလိုမီတာကျော်ကွာဝေးကအမျိုးအမည်မသိဒရုန်းတွေကိုပစ်ခတ်နိုင်စွမ်းရှိပြီးအမေရိကန်စရင်ကာဒုံးကျည်နဲ့နှိုင်းယှဉ်နိုင်တဲ့ခေတ်မီဆန်းပြတဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်တစ်ခုဖြစ်ကြောင်းသိရှိရပါတယ်။ Igla-Sလေကြောင်းရန်ကာကွယ်ရေးဒုံးကျည်တွေကဗင်နီဇွဲလားမှာအများအပြားရှိကြောင်းသမ္မတမာဒူရိုကပြောကြားခဲ့ပါတယ်။သူ့အစိုးရမတည်မငြိမ်ဖြစ်စေဖို့ရည်ရွယ်ပြီးအမေရိကန်အစိုးရကလှုံ့ဆော်နေပါတယ်။တန်းချီတဲ့ပြည်သူတွေစစ်ပွဲအတွက်အသင့်ပြင်ထားဖို့နဲ့စုစည်းထားဖို့မာဒူရိုကပြောကြားခဲ့ပါတယ်။